โอเคဒီနေ့မှာတော့ brother တို့ကိုသူမှထားခဲ့နာခဲ့ရရင်ုံကင်တော့မှာဖြစ်ပါတယ်ဒီတစ်ခေါက်လည်းအရင်ကလိုမျိုးကြမ်းခဲ့ပါတယ်ဝေးခဏနေတကယ်ကြီးထင်နေရလားရင်ကအားလေးကင်းပါကြတယ် scale 1က damage အရင်ပေးရတဲ့အတွက် cushion တော့ရှင်းနိုင်မလို့ကျွန်တော်ထင်တယ် cushion အောက်လည်းမှာပေါ်နေအပေါ်မှာဘဲညင်းမဟန်တာပြရရှိနေထူနိုင်ရဲ့မီလတိလားနေထူနိုင်ရဲ့တပည့်ထင်နေရင်ကဘဲညင်းမဆိုတဲ့အတိုင်းပဲသူ့လာမကူဘူးသူမှမီလတိဘဲညင်းမ brother ရဲ့ရေးစားတယ်မျိုးပေကက်ပြီးတော့နေရအိမ်ကိုမပြန်ဘူးမီလတိတွေးဖင်ကက်ပဲကျန်တာတွေ့လားအဲ့ဒါကိုခုချိန်ကြီးမပြန်ဘူးရတယ်ညီမကိုကိုနဲ့အိမ်လိုက်ပူပေးမယ်ပြောင်းအော်မစမဲဒီမှာတန့်ပေါ်လာဒီကောင်ဒီဘက်ကဘာမှမအောင်မသိဘူးအမလေးလှမ်းလိုက်တာတော်သေးလို့ scale 2ရှိလို့တောက်ချောရောရောက်လာပဲမင်းတော့မဟုတ်တော့တောင်းတယောက်ကြာငါလည်းမနိုင်တော့ဘူးဟာကျွန်တော်လည်းစစ်ကူအနေနဲ့ရဲကိုခေါ်ပြီးဆိုမှဟိုလင်မယားနှစ်ယောက်ကအလေလန်းရောက်သွားအလေလန်းကအသေးကြီးကိုဗတက်ဆိုင်နေစစ်မာကြီးလည်းတေးသွားတယ်ကျွန်တော်ခုလိုမြန်မာလိုကြီးဝင်သွားအကြောင်းရှိရင်ဘဲညင်းမကိုအသေးပြင်းလို့ပြောင်းဘဲညင်းမမှာရှိနေတော့ဒမ်းမိတ်ကမပေးဘူးဖြစ်အပြင်းအောင်စုံချင်းဝိုင်းလောက်မဲ့လူတွေရှိရကြောင်းဖနှုတ်ခါကြညတ်ထားသွားရင်တော့မင်းတို့ကသာဗတက်ဆိုင်နေနော်ဘဲပြင်းမှာတကယ်ကြီးကိုလမ်းမချိန်နိုင်ကြီးမီလာတိညီမအကိုလာရင်နော်ညီမအကိုနောက်တစ်ခါအိမ်ပို့ပြီးမယ်ပြောင်းနောက်တစ်ခါအိမ်မပြန်ရင်လည်းအကိုလိုက်ပို့ပြီးမယ်ဘယ်တဲ့ဆိုင်မို့ကျွန်တော်သွားနေတဲ့အချိန်မှာလမ်းမှာတွေ့ဆောက်ချိုးကြီးတကောင်လမ်းကြုံဝင်ကျုံလိုက်တယ်ပြောင်းအပိုင်မဲ့အပြင်းရောက်လဲဆောက်ချိုးကြီးတေးမှာပဲမေ့နေအဝေးပဲ brother တို့သူမနောက်ကိုလိုက်နေလို့မျိုးပဲလိုက်နေပို့ပြီးနာကျင်ရလေပဲကျွန်တော်လက်စိတ်ထက်ထားမိပါအောင်နောက်တစ်ခါဒီကထက်ကျုံတယ်ပြောင်းနောက်တစ်ခါထွက်ပြေးအောင်ပါလားလင်မယားနဲ့ကိုတီတူရှင်ကွာလောက်ပဲဖြောင်းမျက်မှန်လိုက်ကြွားနေကိုရှင်အောင်ချိုးပြလိုက်တယ်မျက်မှန်အောင်ဒီခါတော့အပိုင်ပဲကြော်တော့ရသွားထုတ်တယ်လို့လောက်ကြအောင်လင်မယားနဲ့ပေါင်းတက်ပြီဒီခါမျက်မှန်ကြွားရင်ငါကြွားအောင်ကျုံညီလေးမျက်မှန်ငောင်းအောင်နော်ပြောင်းဝေနေမျက်မှန်လေးငါတော့ပေးမငောင်းစိတ်ညစ်ကျွန်တော်ဝိုင်းတက်မယ်လို့ထင်လား brother တို့သူမ ghost သွားတယ်လို့မျိုးပဲကျွန်တော်ဘယ်သူမှလာမတက်ကြအောင်ဒီဗီဒီယိုမှာကျွန်တော် main character ထင်တယ်လော့ဘယ်ထဲမှာကျွန်တော်အမှန်တကယ်လော့ရဖို့တဲ့ enemy တစ်ကောင်ခေါ်သွားမလို့ရဒါပေမဲ့လော့ကဆောက်ချောကြီးရသွားဆောက်ချောကြီးကိုစီးဝိုင်းနဲ့ခုံလို့ပဲသူ့မိန်းမရောက်လာသူ့မိန်းမကိုခေါ်သွားရသူ့မိန်းမပန်းနေဆိုအရမ်းမာတာမောင်လေးပန်းနေဝယ်သွားအောင်နော်သူ့ယောက်ျားအပြင်မှာစောင့်နေတယ်လောက်ကြပါအောင်မီလာသီးလေမယားနေအောင်တေးတူရှင်မကွာပေါင်းဖတ်ကြပါသေးဖြန့်ကိုကြီးနေကမျက်မှန်လာယူနော်လက်ဒီကောင်ကွာမလိုချင်တဲ့ချိန်မှာလာပေးရင်နေကမျက်မှန်လာခဲ့ဒီခါတော့လေးလအတွက် chance ပို့ပေးပြောင်းဟေးညီလေးမျက်မှန်လေးငောင်းလေတန်းထဲမှာဘောရင်ကြားနေကောင်ရင်ဘောမြန်ဖြောက်လိုက်ရတယ်လို့မျိုးပဲစာကြိုခဏနေလက်မဲ့လိုချင်လို့ပြောင်းဒီဝဲမှာတန်းအသေးကောင်းလားကြည့်ညီလေးမျက်မှန်ငောင်းနော်ပြောင်းစတာအကိုကစနေဒီခါတော့တကယ်ဝင်မယ်လာအကိုစီလာခဲ့လာရောက်ရေးစုံကြီးဝိုင်းလောက်မဲ့လူကြီးပဲပြေးဟာအိမ်မှာပန်းကက်ဖို့ပန်းတယ်စီကပန်းဝယ်ဦးမှာမရေးစပန်းတစ်ခုလောက်မိနေညီမအိမ်လိုက်ပို့ပြီးပဲနော်ပြောင်းအဲ့လိုပီတာတို့ကစေတနာရှင်အကုန်လိုက်လို့ပြီးအကိုကြီးနေကမျက်မှန်ဝယ်မယ်ဆိုငါညီနေကိုအကိုလာတာမထုတ်သေးဘူးနေဖုန်းကြောင်သွားလားမဟုတ်ဘူးကနိုင်သွားတာဟာနောက်ဆုံးတော့နိုင်သွားပြီပဲနောက်ဗီဒီယိုမှာ brother တွေ့ကြရအောင်နော် good luck